အချိန်ကာလကမိမိနဲ့တကွတတ္တဝါအားလုံးကိုဝါမျိုးနေတယ်ဟုတ်လားမြဲတမ်းဘုန်းတော်ဘာလုပ်နေတော့ခကြီးသွားနေတယ်အဲ့ဒါကောင်းတဲ့စိတ်ထားလေးဖြစ်ရင်းနဲ့သွားနေရင်အဘုန်းတော်အဲ့ဒါလမ်းကောင်းရှောင်နေတာလမ်းကောင်းဆိုသည့်အလျောက်ပန်းနိုင်လဲကောင်းမယ်သွားတဲ့ခါလဲတတ်တောင့်တတ်တာချမ်းချမ်းသာသာရှိမယ်လမ်းဆုံးကတော့ပန်းနိုင်ရလဲမကောင်းဘူးသွားနေရတဲ့အခိုက်အတန့်မှာလည်းပဲပူလောင်တယ်ပင်ပန်းတယ်ဆင်းရဲတယ်ကုသိုလ်နဲ့အကုသိုလ်ကအဲ့လောက်ကွာခြားတယ်ကောင်းတဲ့စိတ်ထားတာနဲ့မကောင်းတဲ့စိတ်ထားတာအဲ့လောက်ကွာခြားတယ်ဟုတ်လားအဲ့ဟိုလက်တွေ့လေးဘုံဘုံကထဲထဲဝင်ဝင်လေးခံစားမိစေခြင်းတော့နော်ဩကုသိုလ်စိတ်ကလေးနဲ့နေရတာစိတ်ကောင်းလေးထားပြီးတော့နေရတာဘလောက်တက်တာသလဲဘလောက်ငြိမ်းအေးသလဲဟုတ်လားဘလောက်ချမ်းသာသလဲဆိုတော့လက်တွေ့သိသိခြင်းတာထားကြည့်ပါထားလဲထားဖို့ပါတယ်တတိမထားလို့ကိုကသိမရိပ်မိတာဟုတ်လားအဲ့ဒါကောင်းတဲ့စိတ်ထားလေးကဖြစ်စေမှလည်းပဲသူကတတ္တဝါကိုတတ်တာစေတယ်ငြိမ်းအေးစေတယ်ချမ်းသာစေတယ်သူ့ရဲ့အကျိုးရလဒ်ပန်းနိုင်ရလဲအလွန်မှကိုကောင်းမွန်တယ်လမ်းကောင်းဟာပါလေပန်းနိုင်ကောင်းလည်းရှိတယ်ရှောက်လန်းရတဲ့အခါမှာလည်းချမ်းသာတဲ့တတ်တာတဲ့သဘောရှိတယ်လမ်းဆိုးဟာပန်းနိုင်လဲဆိုးတယ်ရှောင်းလန်းနေတဲ့အချိန်မှာလည်းပဲဆင်းရဲတဲ့သဘောပူလောင်တဲ့သဘောရှိတယ်ဟုတ်တယ်လောဘတွေဒေါသတွေအားကြီးပြီးတော့မက်မောမှုတွေမကျေနပ်မှုတွေဘာမှမသိဘဲနဲ့ဘုရုဘဝတာဒီတိုင်းကြီးဘဝကိုနေသွားတာမကောင်းတဲ့စိတ်ထားတွေနဲ့နေသွားတာတကယ်တမ်းဆင်းရဲတယ်ပူလောင်တယ်ပင်ပန်းတယ်အကျိုးဆက်လို့ဆိုတဲ့ပန်းနိုင်ရလဲအကောင်မဟုတ်ဘူးဟုတ်လားလမ်းဆိုးကိုရှောင်ပြီးတော့လမ်းကောင်းလေးကိုရှောင်လန်းနိုင်ပါစေကောက်ကျစ်တဲ့လမ်းရှုပ်ထွေးတဲ့လမ်းတွေကိုရှောင်ပြီးတော့နော်ဖြောင့်မှန်တဲ့လမ်းလေးကိုရှောင်လန်းနိုင်ပါစေဆိုတာဘာကိုပြောတာတော့အကုသိုလ်ဆိုတဲ့မကောင်းတဲ့စိတ်ထားတွေနဲ့ဘဝခီးကိုမသွားဘဲနဲ့ကုသိုလ်လို့ဆိုတဲ့ကောင်းတဲ့စိတ်ထားနဲ့ဘဝခီးကိုသွားနိုင်ကြပါစေလို့ဆရာတော်ကြီးအဲ့လိုဆုတောင်းကောင်းတယ်နော်ဒီဥစ္စာလေးဟုတ်လားအဲ့ဒါကိုယ်တိုင်လည်းပဲအဲ့လိုနော်လမ်းကောင်းကိုရှောင်နိုင်ပါရစေလမ်းဆိုးကိုတတ်နိုင်တယ်များရှောင်ပါရစေဟုတ်လားတတ်နိုင်တယ်များစိတ်ကောင်းနှလုံးကောင်းလေးထားပြီးတော့အချိန်ကုန်မရစေမကောင်းတဲ့စိတ်ထားပြီးတော့အချိန်မကုန်မရစေနဲ့